လို့မင်္ဂလာပါလို့အယူဆုံးနှုတ်ခွန်းဆက်တာကတော့ပြုတ်လိုက်ပါတယ်ခင်ဗျာအခုတခါကျွန်တော်ဒီဆက်ပြီးမဲ့ဗီဒီယိုလေးကတော့ဘာသွေးပိုင်ရှင်လေးလဲAသွေးလား B သွေးလား A သွေးရဲ့အနေထား A သွေးရဲ့စိတ်နေစိတ်ထား B သွေးရဲ့စိတ်နေစိတ်ထား AB သွေးရဲ့စိတ်နေစိတ်ထားတို့ကိုသိစေချင်တော့ကျွန်တော်အခုအယူဆုံးဗီဒီယိုလေးကတော့ B သွေးဆိုတဲ့ခေါင်းစဉ်လေးကိုကျွန်တော်တိဆက်ပေးသွားမှာဖြစ်ပါတယ်အစင်းသေးဖြစ်နေဆင်လို့ရပါပြီဘီသွေးပိုင်ရှင်လေးကိုချစ်မိအရေးဆုံးသူ့စိတ်ကိုနားလည်ပေးဖို့လိုတယ်မဟုတ်လားအရေးဆုံးသူ့ပုံစံလေးကိုသိထားဖို့လိုတယ်မဟုတ်လားဘီသွေးပိုင်ရှင်လေးတွေကလေခရုလေးတွေနဲ့တူတယ်အပေါ်ရာမှန်ကြောချင်းရောင်ဆောင်ထားသလောက်တကယ်တမ်းကြတော့အယံကိုနှုတ်ညတ်တာမျိုးလေသူ့အကြောင်းကိုမသိရင်အယံကိုတတ်မှန်နေတယ်လို့မျိုးပြီးတော့အယံကိုရစ်ကျက်နေတယ်လို့မျိုးပေါ့တကယ်တမ်းကျတော့သိအားငယ်တတ်တာဘာမှမဖြစ်ပါဘူးဆိုတဲ့စကားတွေသုံးသလောက်ဘယ်အရာကိုမဆိုစိတ်ထဲနှိထားတတ်တဲ့လူစားမျိုးပေါ့တီတီလေးကအစအရာအားလုံးနှလုံးသားနဲ့ခံစားလိုက်ရတာမျိုးပေါ့ပြီးတော့ဟေးမတွေးပါဘူးဘာမှဖြစ်မနေပါဘူးဆိုတဲ့စကားကိုသုံးတယ်သူတို့ကအမသိကြီးတာနော်လက်စားချစ်ဖို့လဲမဟုတ်ဘူးအညိုထတလို့လည်းမဟုတ်ဘူးဒီအတိုင်းပဲဘယ်ရာကိုမဆိုလွယ်လွယ်လေးမိမသွားတတ်ကြတာများသောအားဖြင့်ပျော်စရာအမတ်တရားကိုပဲဖြစ်ဖြစ်နန်ကျင်စရာအတိတ်ကိုပဲဖြစ်ဖြစ်ဘယ်တို့ကလေဆိုပြီးအစအဆုံးပြန်ပြောပြနိုင်တဲ့အထီးကိုသူတို့ရဲ့အမတ်တင်ညာကကြီးလို့တယ်တကယ်လို့သူချစ်မိသွားရင်ဘယ်ရာကိုမဆိုခရုစိုက်တတ်တယ်လို့တီတီမမွားလေးတွေကအစနာကြည်ကောင်းနာကြည်နေတတ်လိမ့်မယ်အများကြီးနားလည်ပေးခြင်းတလောက်အများကြီးလဲတဝင်တူတတ်သေးတာလေဒါပေမဲ့နားလည်မပေးနိုင်ဘူးဆိုပြီးအထင်ခံရမှလဲတိတ်ကြောက်တော့များသောအားဖြင့်နားလည်ပေးဖြစ်တာများပါတယ်နောက်မှဘယ်သူမှမသိအောင်ကြေကွဲတတ်တယ်ဆိုပါတော့အဲ့ဒီဘီသွေးပိုင်ရှင်ကလေးတိတ်အားငယ်တတ်တာကောသိရလားတငယ်ကြီးတွေကြားမှာအပေါင်းသေးတွေကြားမှာအလောက်ခွေမှာဘယ်ပြဿနာကိုမဆိုသူ့စီပဲရလာဖွေတတ်ကြတယ်သူ့ကိုပဲတိုင်ပင်တတ်ကြတယ်ဒါပေမဲ့သူကိုယ်တိုင်ကြဘာမှသိပြီးမပြောပြတတ်ဘူးတကယ်လို့မင်းကိုချစ်မိသွားပြီဆိုရင်တော့အဲ့ဒီရစ်ကြက်တာတွေတာမာတာတွေအားလုံးကိုအဲ့ဒီဘီသွေးပိုင်ရှင်လေးကခွာချပြီးမင်းရှိမှကလေးဆန့်ချင်းဆန့်နေမှာပါနားလည်ပေးနိုင်ပါလားဒါမှမဟုတ်အပြစ်တင်ပါလားတခြားသူအမိမှာရစ်ကြက်တယ်လို့ထင်ခံရတယ်သူကိုယ်တိုင်ကတကယ်တမ်းကျတော့ပျော့ညတယ်တိမ်မွေ့တတ်တယ်ဆိုယူတော့ပဲရှိတာနောက်ပြီးတိတ်အားငယ်တတ်တာအဲ့ဒီတန်တွေကိုခံနိုင်ရရှိပါမလားပြောရမယ်ဆိုရင်သူ့စီမှာအပူတွေအများကြီးရှိနေလိမ့်မယ်ပြဿနာတွေအများကြီးရှိနေလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေကလေသူဖန်တီးခဲ့တာတခုမှမပါဘူးနော်သူကဓာတ်ခုတ်ရာကိုလက်ဝေရှုံမိတယ်လို့မျိုးပြဿနာကသူ့ကိုတကူတကမိထိုးရှာခံရတဲ့လူစားမျိုးပေါ့အဲ့ဒီအာနာတတ်တဲ့စိတ်တနာတတ်တဲ့စိတ်ငဲ့ညာတတ်လွန်းတဲ့စိတ်တွေကြောင့်မကြာခဏဆိုသလိုသူ့မှာခက်ခဲနေရတာသူကြီးတက်တက်ဆိုသူကအစဉ်ပြေအောင်တေချာပေါ့နေတတ်ပါတယ်မင်းသိခံနိုင်ပါမလားဘီသွေးပိုင်ရှင်လေးကိုချစ်မိရေးဆိုရင်လေလူနေယောက်ကိုတပြိုင်တည်းချစ်နေရတယ်လို့မျိုးဖြစ်နေလိမ့်မယ်တခါတလေအရန်ကလေးဆန်နေလိမ့်မယ်အရန်ချွေးနေလိမ့်မယ်အရန်ပြော့ညံ့နေလိမ့်မယ်တကယ်ကလေးလေးတယောက်လိုမျိုးပေါ့တကယ်လို့ကိုတခုခုဖြစ်ရင်သူကကိုထက်ပိုပြီးရစ်ကျက်နေလိမ့်မယ်လူကြီးတယောက်လိုမျိုးလမ်းပြပေးလိမ့်မယ်
ပြီးတော့ဆုံးမဩဝါဒတွေအများကြီးခြွေလိုက်မယ်စဉ်းစားတော့ဘီသွေးပိုင်ရှင်လေးကိုချစ်မယ်ဆိုရင်တေချာလေးစဉ်းစားတော့တေချာဖို့အများကြီးချစ်ခံရမယ်အများကြီးဂရုစိုက်ခံရမယ်ဂရုစိုက်လုံးလို့တစ်ခါတလေကြနေရတော့ကြက်ချင်းကြက်နေရအောင်မယ်တခုတော့စိတ်ပူရတယ်သူကနာကျင်စရာတွေကိုအများကြီးတိမ်ထားရတဲ့လူမို့တခါတလေကြအများကြီးမြုံတိတ်ထားရလိမ့်မယ်လျှို့ဝှက်ချက်တွေအများကြီးရှိလိုက်မယ်ဒါပေမဲ့အဲ့ဒါတွေဟာလိမ်ညာခြင်းလို့ဆိုတာမျိုးလုံးဝမဟုတ်ဘူးနော်မနာကျင်စေခြင်းလို့ဖွင့်မပြောတာတော့ပဲမလွယ်ဘူးအဲ့ဒီဘီသွေးပိုင်ရှင်လေးကသူ့ကိုချစ်ဖို့ဆိုအများကြီးနားလဲပေးနိုင်မှပဲဖြစ်လိမ့်မယ်ဘီသွေးပိုင်ရှင်ဗီဒီယိုလေးကဒီလောက်ပါပဲရှင်လန်းချမ်းမြေကြပါစေမူရေးကိုလည်းလေးစားပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့မမေ့ပါနဲ့ရှင်လန်းချမ်းမြေကြပါစေ